ကျွန်တော်တင်ဆက်ပေးမှာတော့ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းကိုငလင်းအနေအမြင့်ဆုံးဦးစားပေးဆုံးအဖြစ်ငလင်းလေးတာတို့တူဦးဖြစ်တဲ့ကိုစင်နောင်နောင်တက်ကတတိပေး3သက်စာဆောင်ကိုအော်တိုဘာက15ရက်နေ့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်3သက်ချက်မှမကြမီအနေအရှိဆုံး3ခုနေရာများလို့ခေါင်းစဉ်တက်မှတ်တက်ထားပြီးစာအတွင်းမှာပဲခူးငလင်း9.4အဆင့်ဟာ1930ကလောက်ခက်ခဲ့ပြီး95နှစ်တိုင်းထပ်မလုပ်သေးပဲငလင်းကွက်လက်ဖြစ်ကြောင်းအလွန်မြင့်ဖိအားစုပုံနိုင်ကြောင်းကိုဖော်ပြထားပါတယ်တတလောလှရှာမှုရရှိကြတဲ့ data တွေရပဲခူးတိုင်းမြောက်ပိုင်းတောင်ငူစွာကြောက်တကားပိန်လွယ်ကုန်းဒေသတွေမှာ 3.0 4.0 အဆင့်ရှိတဲ့ငလျင်တွေမကြာခဏလှုပ်နေတာတွေ့ရပါတယ်။ဒါဟာဒီအပိုင်းတက်ကြွစေဖြစ်ကြောင်းပြသနေပါတယ်။ဖြစ်နိုင်ခြေခန့်မှန်းချက်ဘယ်တော့လှုပ်မလဲဒါကိုတိကျပြောလို့မရပါဘူး။သို့ပေမဲ့မဝေးတော့တဲ့အချိန်တစ်ခုမှရှိနေပါတယ်။ဘယ်တော့ပြင်းနိုင်မလဲဒီအပိုင်းမှာအလျားနဲ့အနံနဲ့စုပုံနေတဲ့ဖိအားတွေအရအကယ်၍တစ်ချိန်နဲ့ကျိုးပြတ်ခဲ့ရင်ပြင်းအား 9.3 9.5 ဝန်းကျင်ငလျင်ကြီးတွေဖြစ်လာနိုင်ပါတယ်။အဓိကအနေရှိမျိုးနယ်များမှာတော့ပဲခူးတိုင်းပဲခူးဖျားကြီးညောင်လေးပင်တိုက်ဦးပေါ်တနက်ပင်ခရမ်း3ကစတဲ့မြို့နယ်တွေကပြည့်ရွေ့နဲ့အလွန်နီးကပ်နေစွာတည်ရှိနေပါတယ်။ရန်ကုန်တိုင်းရန်ကုန်မြို့ဟာအနေကြီးမားသောအနေဇုံထဲမှာရှိနေပါတယ်။အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်တောင်ကလာတင်ငန်းကျော်ပြည့်ရွေ့ကျော်နယ်ပုံမူနီးကပ်တာကြောင့်တုံခါမှုပြင်းထန်နိုင်ပါတယ်။မြို့နယ်နဲ့အနောက်ပိုင်းလှိုင်သာယာအင်းစိန်နောက်တင်မြင်းလူအထူပေါ်မှာတည်ရှိတဲ့အတွက်မြေသားပြော့ပြောင်းမှုနဲ့ငလျင်လိုင်းချဲ့ထွင်မှုကြောင့်အနေအလွန်ကြီးမားနိုင်ပါတယ်။ဆိုပါဖော်ပြထားသောဇုံ3စုံတွင်ရှမ်းပြည်နယ်အတရိယဦးစားပေးအဖြစ်ဖော်ပြထားပြီးတတိယဦးစားပေးအနေနဲ့ချင်းပြည်နယ်စကိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့တွေကိုဖော်ပြထားပါတယ်။စားထဲတွင်ငလျင်စုံအတွင်းမှာရှိသူတွေအနေနဲ့အစာအုပ်စစ်ဆေးမှုများပြုလုပ်ရန်ရေးတကြီး3ဆောင်အိတ်ပြင်ဆင်ရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်ထည့်သွင်းရေးသားထားကြောင်းကိုတွေ့ရပါတယ်။ကျေးဇူးတင်ပါတယ်။